ကဲဒီနေ့မှာတော့ကျွန်တော်ရဲ့ robot လေးကိုသူ့ဘာသာသူ line 6တက်အောင်ကျွန်တော်က program ရေးသွင်းပေးမယ်ပေါ့နော်ဆိုတော့လိုအပ်တဲ့ electronic တွေကိုတက်ဆင်ပြီးတော့သူ့ကိုပြန်ပိတ်လိုက်မယ်သူ့မှာကservo motor ၄လုံးပါတယ်ပြီးတော့ခါကျတော့ ultrasonic sensor တစ်ခုပါမယ်Arduino Nano တစ်ခုပါမယ်ပေါ့နော် program ရေးသွင်းမှုအတွက် cable ကြိုးတစ်ခုပါတယ်ပေါ့နော်ဒီဘောက်ကတော့အမြဲတမ်းနှစ်ခါသုံးခါပြန်ထိုးရတယ်ဘယ်တော့မှတစ်ခါနဲ့လည်းမဝင်ဘူးprogram ရေးသွင်းမှုအတွက်ကျွန်တော်တို့ကပထမအဆုံးကိုယ့်ရဲ့ laptop ထဲမှာ Arduino IDE ဆိုတဲ့ software တစ်ခုရှိထားဖို့လိုရတယ်ပေါ့နော်ဆိုတော့ဒီ software ကိုကျွန်တော်တို့ဖွင့်မယ်ဆိုတော့ဒီမှာကတော့ code တွေအများကြီးပေါ့နော်သူ့ရဲ့ project အလိုက်ပေါ့ဒီကောင်လေးအနေသက်ဆိုင်တဲ့ code ကိုပဲကျွန်တော်တို့ကရွေးချယ်ပြီးတော့ထည့်ရမယ်ပေါ့နော်သူ့အတွက်တည်တံ့ library တွေရှိတယ်ပေါ့နော်ဒါတွေကတော့ပြောပြရမှာတော့နည်းနည်းရှည်တယ်ပေါ့နော်ဒါတော့မပြောတော့ပါဘူးဒီ robot အတွက်ဆိုပြီးတော့တည်တံ့ရေးထားတဲ့ code တွေ library တွေတည်တံ့ချီတာမှုလို့အဲ့ဒါတွေအကုန်လုံးတောင်းရပါတယ်တောင်းပြီးမှထည့်သွင်းလို့ရတာပေါ့နော်အဲ့ process ကတော့နည်းနည်းရှည်တယ်ခင်ဗျcode တွေကိုထည့်သွင်းတော့မယ်ဆိုရင်ကျွန်တော်တို့ကကိုသုံးတဲ့ Arduino မျိုးစားပေါ်မှာမူတည်ပြီးမှန်ကန်ရွေးချယ်ပေးဖို့လည်းလိုအပ်တယ်ပေါ့နော်ကိုကUno သုံးတဲ့ဆိုရင် Uno ရွေးချယ်ပေးရမယ်Arduino Nano သုံးတဲ့ဆိုရင် Nano ကိုရွေးချယ်ရတာရှိတယ်ပေါ့နော်အခုကုတ်တွေထည့်သွင်းပြီးတော့ဆိုတော့ကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ဒီမှာသူ့အတွက်သုံးထားတဲ့ဘက်ထရီက18650 lithium ဘက်ထရီနှလုံးကိုသုံးထားတာပေါ့နော်တကယ်ဆိုရင်တော့9 volt battery ဆိုရင်တော့သူခန္ဓာကိုယ်ထဲမှာထည့်သွင်းပြီးတော့အသုံးပြုလို့ရတယ်ဒါပေမဲ့ကောက်ကောင်းမွန်မွန်တွာလာလှုပ်ရှားနိုင်ခြင်းမရှိဘူးဒါကြောင့်ကျွန်တော်ဒီဘက်ထရီနှလုံးကိုသုံးထားတာပေါ့နော်သူကသူ့မျက်လုံးမှာတက်ဆင်ထားတဲ့ ultrasonic sensor နဲ့ဒီအတားအဆီးတွေကိုခြောင်ချပြီးတော့တွာလာလှုပ်ရှားနေတာပေါ့နော်အတားအဆီးရှိတယ်ဆိုရင်နောက်ကိုစုံမယ်နောက်ကိုစုပ်ပြီးတော့ပဲရမ်းမဲခြောင်သွားနေတာပေါ့ဒီတိုင်းပဲတော့သူသွားချင်ရသွားဆိုပြီးတော့လွတ်ထားရင်တော့ဘယ်ရောက်လို့ရောက်မှန်းမသိဘူးပေါ့နော်ပြန်လိုက်ချရပါတယ်ကဲအဆုံးထိကြည့်ချူပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်